Namo Tassa Bhagavato Arahato Samma Sambuddhassa Nika Mahakala Upataka Wituna Mahakala Upataka Witu I Mahakala Upataka gaမြတ်စွာဘုရားစီမှာသွားပြီးတရားနာတရားအထုတ်တော့သူကသောတာပန်အောင်ဖြစ်သွားနေပြီသောတာပန်အောင်ဖြစ်နေပြီသူ့အကြောင်းဒါပေမဲ့သူ့မှာအတိတ်ဘဝကအကုသိုလ်ဆိုးတွေပါလာတော့အဲ့အကုသိုလ်ရဲ့အကျိုးကဒီသောတာပန်ဖြစ်တာတော့မှဒီဘက်ကာလမှာခံစားရတယ်သူကနေပေါ့လူဖြစ်လဲဆိုတော့ဒီအတိတ်ဘဝမှာသူကနည်းနည်းဒီသူများဒီသူကဘယင်ကခန့်ထားတယ်မင်းချင်းယောက်ျားတဲ့အဲ့သူရာတူပေါ့လေသူကရွာတရွာကတခိုးတွေထူတက်လို့တောအုပ်ကြီးတခုမှာတခိုးတွေထူတက်တော့အဲ့တောအုပ်ကြီးကိုဖြတ်မယ်ဆိုရင်တခိုးတွေဓမြတွေရဲ့လူရဲ့ဒါတိုက်ခိုက်တာတွေကိုခံရလို့ဘယင်ကသူ့ကိုအဲ့တောအုပ်ဝမှာခန့်ထားတာဒီသူကလိုက်ပို့ပြရတယ်ဒီတောအုပ်ကိုဖြတ်ရင်ဟိုဘက်ကနေပြန်လာရင်လည်းပြန်ခေါ်လာရတယ်သူ့အဲ့လိုလှုပ်ရတာနေ့ကြတော့မောင်နှံတစုံပေါ့လေရောက်လာသူအဲ့လိုပဲလိုက်ပို့ပေးပါလို့ပြောတော့သူကအဲ့ယောက်ျားရဲ့ဇနီးကိုသူစိတ်ထဲမှာတွေ့ချင်းသဘောကျသွားတော့သူကဒီမိန်းမတော့သူလူကျင်သွားပေါ့လေလူကျင်သွားတော့သူနည်းနည်းtwist လုပ်တာပေါ့လေအကြံဖန်တစ်ခုလုပ်တာပေါ့အဲ့ဒါဘာလဲဆိုအဲ့မိယောက်ျားဇနီးယောက်ျားသူတို့လှဲလေးနဲ့လှဲအဲ့မင်းချင်းယောက်ျားမှလှဲလဲရှိသူတို့လိုက်ပို့ပေးပါတဲ့အားတဲ့မဟုတ်ဘူးတဲ့အခုအချိန်ကတော်ညနေဆောင်သွားပြီတဲ့ပို့လို့မရဘူးတဲ့ဆိုတော့ဘကမပြောလဲဆိုတော့ဒီခရီးသွားယောက်ျားတဲစရာလည်းမရှိဘူးသွားမှဖြစ်မယ်ဆိုတော့သူ့အိမ်လိုက်တယ်သူထမင်းလဲကျွေးမယ်အိတ်စရာလည်းပြီးမယ်ဆိုပြီးသူ့အိမ်ခေါ်သွားနောက်ညကြတော့ဘာလုပ်လဲဆိုတော့အဲ့ယောက်ျားကိုမနေ့ကျရင်သူမနိုးရင်လည်းအဲ့လှဲနဲ့နော်ဒီလှဲနဲ့သာသွားလိုက်ကိုယ့်ဘာကိုစောထပ်သွားမယ်ဆိုရင်ဆိုပြီးတော့သူကပြောထားလိုက်သေးတယ်ပြီးတော့ညကြတော့သူ့အိမ်မှာရှိတဲ့ဗရမများလဲဆွလာပါလားအဲ့ဒါမျိုးအဲ့လှဲမှာသွားပြီးထားတယ်နေကြတော့အဲ့ဒီယောက်ျားလှဲမောင်းပြီးသွားရောသူနောက်ကနေလိုက်တယ်လိုက်ပြီးတော့သူ့အိမ်ကဗရမများလဲဆွပြောက်သွားတယ်ပေါ့ဒီလှဲမှာရှာမယ်ဖွေမယ်လို့တော့သူထားတာကိုဟိုကမိသွားရောအဲ့တော့ဟိုကတခိုးဆွဲခံရတာပေါ့လေဆွဲခံရတော့သူကအဲ့ယောက်ျားကိုဖမ်းအဲ့ဒီဇလန်ရှိခဲ့တာပေါ့လေနော်ဒီမိမကိုရအောင်ယူတယ်ဆိုရဇလန်ရှိခဲ့တော့အဲ့ဒီအတိတ်ကံကအခုသူဒီဘဝမှာမြတ်စွာဘုရားတရားတွေနာပြီးတော့နော်ဒီသောတာပန်ဖြစ်နေပြီသောတာပတိမေတခုတော့ကြာပြီးသွားတဲ့အချိန်မှာဒီတနေ့မြတ်စွာဘုရားကြောင်းညဥပိုင်းမှာပုတ်ဆောင်ပြီးသွားပြီးတရားနာတော့တရားနာလို့ကောင်းတာနဲ့ညှင်းနဲ့သွားပြီညှင်းတဲ့အထိတရားနာပြီးတော့ကျောင်းမှာပဲအိတ်လိုက်တယ်
ကျောင်းမှာပဲအိတ်လဲပြီးတော့မနေ့မိုးလင်းစောစောမှာနော်ရေကျောင်းကနေထွက်ပြီးကျောင်းသားမှာရှိတဲ့ရေကန်တကန်မှာသွားပြီးတော့သူမျက်နှာသစ်ကိုလက်တုပ်တင်လှုပ်တဲ့အခါလုံနေတော့မှရွာတွေကနေပြီးတော့တခိုးတယောက်ကတခိုးတွေကအုပ်စုဖွဲ့ထားတဲ့တခိုးတွေကအိမ်တိမ်ဝင်ခိုးတာအိမ်ကအတန်ပလန်နေကြပြီးအိမ်ကနေထက်လိုက်တော့တခိုးတွေကလည်းပြေးကြနောက်ကလူတွေကလည်းလိုက်ကြအဲ့လိုလိုက်တဲ့အချိန်မှာတခိုးတယောက်ကသူရှိတဲ့ရေကန်နာကိုပြေးလာရောက်လာပြီးသူ့လဲတွေ့ရောခိုးလာတဲ့အထုပ်ကြီးကိုသူ့နားမှာထားခဲ့ပြီးတခိုးကလစ်ခေါ်အဲ့တော့ဟိုကနောက်ကလိုက်လာတဲ့လူတွေကဒီလူကိုဒီဆူလာမဟာကာလဥပဒကာကိုသွားပြီးတော့တခိုးလို့ထင်တော့မင်းဒီဥစ္စာကိုခိုးတယ်ပေါ့ဆိုတော့မဟုတ်ဘူး तू ကဒါဖျားရှင်ကျောင်းကနေပြီးတော့မှညဥပုသ်ဆောင်ပြီးညအိပ်ပြီးတော့အခုဒီမှာရေကန်ကိုလာပြီးမျက်နှာတစ်တာပါလို့ပြောလေမဟုတ်ဘူးတခိုးကဥပုသ်တရားဆောင်နေဆိုပြီးပို့ဆိုးတယ်အဲ့မှာသူ့ကိုဖမ်းပြီးတပ်လိုက်တာမြတ်စွာဘုရားစီကကျောင်းကတာမဏေငယ်လေးတွေကရေကန်ကိုတောက်ရည်ဖြည့်ဖို့ရေလာခတ်တော့တည်နေတဲ့မဟာဥပဒကကိုတွေ့တာပေါ့ဟဲ့ညတော့ကပဲဘုန်းကြီးကျောင်းမှာဒီကျောင်းမှာတရားတွေနာနေသေးတယ်ကျောင်းမှာညတော့အိတ်သွားတဲ့နော်မဟာဥပဒကကြီးဘလို့ဖြစ်တာလဲပေါ့ဆိုပြီးမြတ်စွာဘုရားကိုပြောပြတော့မြတ်စွာဘုရားကုဏဆက်လန်းကိုပြန်ဟောတာနော်ကိုပြုခဲ့တဲ့မကောင်းမှုဟာနော်ကိုယ်ကိုပဲဖျက်ဆီးရပေါ့နော်အဲ့ဒါနော်ပြောချင်တာအတ္တနာဟိကတံပါပံအတ္တဇံအတ္တတံဘဝင်အဘိမတ္ထတိဒုံမီဒံဝစီရံဝတမမယံမနေဝစီရံဝတမမယံမနေဝစီရံဝတမမယံမနေကိုသူကစလုံးသုံးလုံးပေါင်းထားတာဝစီရံဣဝအတ္တမမယံသုံးလုံးနော်ဝစီရံရဲ့ဣဝရဲ့အတ္တမမယံရဲ့နော်ဝစီရံကစိတ်နော်ဣဝနော်စိတ်ဣဝဝစီရံဣဝနော်ဝစီရံဣဝအတ္တမမယံနော်အတ္တမမယံဆိုအတ္တမဆိုတာကြောက်နော်တမရဲ့စီမှာအလေးထည့်ရတယ်အတ္တမမယံမနေအဲ့နှစ်ခုတွဲမယ်နော်အတ္တမမယံဝစီရံနဲ့တွဲမယ်အတ္တမမယံဝစီရံကြောက်ကနေပဲကြောက်ဆိုတာမိသွေးကြောက်ပေါ့မိသွေးကြောက်ကနေမိသွေးကြောက်ဖြင့်ပြီးတော့မရဆိုတာမိသွေးကြောက်ဖြစ်တော့ပေါ့မိသွေးကြောက်နဲ့ပြီးတော့နော်တကယ်တော့ကြောက်ဆိုတာစိတ်ဆိုတာဘယ်ကလာလဲမိသွေးကြောက်ကနေလာတာမိသွေးကြောက်ကိုရမ်းပူပေးရင်စိတ်ဖြစ်သွားတာစိတ်ဆိုရင်ဒါဒီတတ္တုတွေထဲမှာပေါ့နော်ဒီလို dressing တွေထဲမှာအမှားဆုံးပဲနော်အမှားဆုံးပဲအဲ့တော့ကြောက်နဲ့ပြီးကြောက်ကနေဖြစ်ပေါ်လာတဲ့နော်စိတ်ဟာနော်ဒီလိုပဲကြောက်ကနောက်ကြောက်တစ်မျိုးဖြစ်တဲ့ပရမ ्या ကိုသူကဘာလုပ်တာလဲစားတယ်နော်သွေးလို့ရတယ်နောက်ပရမ ्या ကိုဒီကြောက်ကပဲကြောက်ကနေဖြစ်ပေါ်လာတဲ့နော်စိတ်ဟာကြောက်ဖြစ်တဲ့ပရမ ्या တစ်ခုကိုဘာလုပ်လဲနော်ကြောက်သွေးခံရတယ်ပေါ့ပရမ ्या ဘလို့သွေးခံရလဲပုံစံအမျိုးမျိုးအသွင်းခံရတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုနော်အဘိမတ္ထတိလို့ခေါ်တယ်နော်ဒီစိတ်ငါကြောက်ကိုနော်အပိုင်းအပေါက်ဖြစ်အောင်နော်လုပ်ပေးနိုင်တယ်အားကြောင့်မလို့ဒီမှာဘာသာပြန်ရင်အတ္တမမယံနော်နေဝစီရံတွဲမယ်မာကျော်ထူကြကြောက်ရဲ့အထူးပြဖြစ်တဲ့ဝစီရံပြောင်လက်တပြောင်လက်ရောင်ပြက်မိန်ဖောက်ခွဲတွက်တဲ့သောစိန်ဒီဝစီရံဆိုတာစိန်ပေါ့နော်စိန်ဒီမနေနော်
မနေဆိုတာကြောက်ကိုလို့ပြောရင်ပထမပေါ့ကိုရီးယားတော့မနိဆိုတာပထမပေါ့နော်မိမိမိကဖြစ်ပေါ်လာတော့ကြောက်ကိုအဘိမတ္တတိဤဝခုနပြောတဲ့ဝဇိရံဝအတ္တမမယင်ရဲ့မှာအဲ့ဝဇိရံနောက်ကဤဝအခုမှအဘိမတ္တတိနဲ့တွဲတာနော်အပိုင်းပိုင်းအပေါက်ပေါက်ထွင်းဖောက်မချုံမှွေနှောက်ဖြစ်စည်းတတ်တဲ့ကဲ့သို့အဘိမတ္တတိလောက်တတ်တဲ့ကဲ့သို့တထာဟိထို့တူပင်ပေါ့နော်တထာဟိထို့တူပင်အတ္တနာကတံနော်အတ္တနာဆိုတာမိမိဒီအတ္တမိမိနာကနော်ဟိုပေါ့ကျမတို့ပါဠိတော်မှာဆိုတော့ဒါကံဟောဝကြပေါ့နော်မိမိဒီပြုလုပ်ထားအပ်တော့ပေါ့နော်အတိတ်ပဲနော်မိမိဒီအတ္တနာမိမိကပြုလုပ်ထားအပ်တော့မိမိလုပ်ထားတယ်နော်မိမိကိုယ်တိုင်ပြုလုပ်အပ်တော့အတ္တနာကတံနော်ကတဆိုတာကရဒတ္တပစ္စည်းနော်ကရပြုလုပ်ထားတယ်နော်မိမိကိုယ်တိုင်ပြုလုပ်အပ်တဲ့နော်အတ္တစံသာကွဲပိုင်မိမိကြောင့်နော်အတ္တမိမိစာကွဲပိုင်ကြောင့်မိမိကြောင့်သာဖြစ်ပေါ်လာတော့နော်စာကွဲပါပြီဆိုရင်နော်တရားမှာဒါကွိပစ္စည်းပဲနော်အတ္တဇနော်အတ္တရှိဇနတကွိပစ္စည်းလို့ခေါ်တာမိမိကြောင့်သာဖြစ်ပွားလာတော့နော်အတ္တတံပဝင်ဟုတ်ပြီနော်ဘယ်မှာဖြစ်တာလဲမိမိကိုယ်၌ဖြစ်တော့နော်မိမိကပဲပြုလုပ်ထားတယ်မိမိကြောင့်ပဲဖြစ်တယ်ဘယ်မှာဖြစ်တာလဲမိမိကိုယ်မှာပဲဖြစ်တာနော်အဲ့ဒါအတ္တနာကတံအတ္တဇံအတ္တတံပဝင်နော်တရားမခင်အမှားမြင်ပြီးတားလီမကြိုက်မိမိကိုယ်၌ဖြစ်တော့နော်သူကတော့ကောင်းတယ်နော်ဘလို့ကိုယ်လဲဆိုတော့နော်တရားမခင်အမှားမြင်နဲ့နော်သူများကိုယ်မလုံးနဲ့ဒါမကောင်းဘူးလို့တားရင်လည်းမကြိုက်တဲ့ကိုယ်မှာပဲဖြစ်လာတဲ့နော်အပံမကောင်းမှုကြီးอ่ะနော်မကောင်းမှုကြီးဘလို့မကောင်းမှုလဲမိမိဖြစ်ရတဲ့ဝါကိုလေးပြပေရက်ပို့တဲ့ဤကံမကောင်းမှုအကုသိုလ်ကံသည်အပေကိုကြစီတယ်အကုသိုလ်ကံသည်နော်ဒုံမီဒံအဲ့ပုဂ္ဂိုလ်ကနော်အကုသိုလ်အပါပံဆိုရဲကနော်မကောင်းမှုအကုသိုလ်ရှိတဲ့ဆိုရဲကဒီပုဂ္ဂိုလ်ဒုံမီဒံလို့ခေါ်ဒုံမီဒလို့ခေါ်တာပေါ့နော်ဒုမီဒဆိုတာမီဒဝီဆိုကြအောင်မယ်နော်ပညာရှိဒုမီဒဆိုတော့ပညာမရှိတဲ့တရားကိုဒုံမီဒနော်ပညာမရှိတဲ့တရားကိုမိမိဖြစ်ရပညာမရှိသောတရားကိုအဘိမတ္တတိပယ်လေးပါးဝဲမြပြဆင်းရဲချောင်းလွဲမလို့မှွေနောက်ဖြစ်စီတတ်ပါပြီနော်ဆိုလိုချင်တာကကြောက်ကနေပဲဖြစ်ပေါ်လာတဲ့စိတ်ဟာနော်ကြောက်ဖြစ်တဲ့ဗရမ ्या ကိုပဲနော်အပိုင်ပိုင်အပေါက်ပေါက်မှွေနှောက်ပြီးတော့တွေးဖြစ်စီတတ်တယ်လို့နော်နော်ကိုကပြုလုပ်တယ်နော်ကိုကြောင့်ပဲနော်တခြားကြောင့်လည်းမဟုတ်ကိုကြောင့်ပဲဘယ်မှာဖြစ်လဲအဲ့အကုသိုလ်ကကိုမှာပဲဖြစ်တယ်ပြီးရင်ဘယ်သူ့ကိုဖြစ်စီလဲကိုကိုပဲဖြစ်စီရယ်နော်ကိုကိုဘယ်ကိုဖြစ်စီလဲအပယ်လေးပါးရအောင်အပယ်လေးပါးရအောင်ဖြစ်စီရယ်ပေါ့နော်အဲ့တော့ဒီဂါထာလေးကနော်အတ္တနာဟိကတံပပံပါပံအတ္တနာဟိကတံပါပံအတ္တဇံအတ္တတံဘဝင်အတ္တကြီးပဲနော်အဲ့မှာအဘိမတ္ထတိနော်မထတဲ့နော်ဖြည့်စည်းတာနော်အဘိမတ္ထတိဒုံမေတံပညာမရှိတဲ့သူကိုဘလို့လဲဥပမာပေးတယ်ဝဇိရံဝအတ္တမမယံမနေနော်သူ့အတိုင်းပဲဆိုရမှာပေါ့အကုန်သူကတန်တိဆက်ထားတာကိုစလုံးတူအောင်ဒါမှပဲနော်ဒါတောင်စလုံးကဘယ်လောက်ဖြစ်သွားလဲဆိုရင်ကိုးလုံးဖြစ်သွားတယ်ဝဇိရံဝတမမယံမနေနော်ဒီဝဇိရံဝတမမယံကခုနှလုံးဝဇိရံဝတမတလုံးပဲယူနော်မယံမနေနော်ကိုးလုံးဖြစ်သွားပြီနော်တတ်နိုင်တဲ့လောက်သူချုပ်ထားတာပေါ့နော်အတ္တနာဟိကတံပပံအတ္တဇံအတ္တသံဘဝင်အဘိမတ္တတိဒုံမီရံဝဇိရံဝတမမယံမနေမေစုနိုင်ဆိုလို့ရမလားဟယ်လိုမေစုနိုင်နားထောင်လေးလားရှိထင်တယ်ခုနကတော့တွေ့လိုက်သလားလို့ရှိရဲ့ချက်ဆိုလို့ရလားသမီး
မေဆိုတာမိုက်မဖွင့်သေး မိုက်ဖွင့်လေဒီမြင်လားမသိမိုက်ဖွင့်လိုက်လေဟယ်လို Hello ဆိုလို့ရလားလို့ဆိုလို့ဖြစ်လားလို့မရှိဘူးလားမသိကြာပြီပဲဆိုလိုက်ကြာပြီဆိုလိုက် ဟုတ်တယ်ရှင်အတ္တနာဟိကတံပါပံအတ္တဇံအတ္တတမောအတ္တတမောအဘိမထတိ မတ္တတိ အဘိမတ္တတိဒုံမေတံဝဇိယံဝသမမယံမနေ အောက်ကဖတ်နော်အတ္တမမယံ အတ္တမမယံမာကျောထူးခြားကြောက်ဤအထူးအပြားဖြစ်သောဝဇိယံပြောင်တလက်လက်ရောင်ပြတ်မမိန်ဖောက်ခွဲတတ်သောစိန်သည်မနေမိမိကဖြစ်ပေါ်လာသောကြောက်ကိုအဘိမထတိဧဝ ဤဝ အပိုင်းပိုင်းဤဝအပိုင်းပိုင်းအပေါက်ပိုင်းပိုင်းအပေါက်ဘယ်နာ အပေါက်ပ အပေါက်ထွင်းဖောက်မချွတ်မှွေနောက်ဖြစ်စီတတ်တဲ့ကဲ့သို့တထာဟိမချားတမူအလားတူပင်အတ္တနာကတံအဘိဇာပြပါဒမာနတရားဖိစီးထား၍စိတ်ထားပို့တိုးပုတ်မိမိကိုယ်တိုင်ပြုလုပ်အပ်သောအတ္တဇံစိတ်ထားမဖြောင့်မိမိကြောင့်သာဖြစ်ပွားလာသောအတ္တတမောတရားမခင်အမားမြင်၍တားလျင်မကြိုက်မိမိကိုယ်၌ဖြစ်သောပပံမိမိဖြစ်ရာတတဝါကိုလေးဖြာရက်လေးဖြာပယ်ရက်ပို့တက်ဧကံမကောင်းမှုအကုသိုလ်ကံသည်ဒုံမေတံမိမိဖြစ်ရာပညာမရှိသောတတဝါကိုအဘိမတ္တတိအပယ်လေးပါးဝယ်များပြားစင်းရဲ့ကြောင်လဲမလွတ်မှွေနောက်ဖြစ်စီတတ်ပါပေ၏မြန်မာပြန်လေးစုခင်စု ဟုတ်ရဲ့ဒီမှာပြန်ကြောက်ဤအထူးဖြစ်သောစိတ်သည်မိမိမိရာဖြစ်သောကြောက်ကိုပင်ထွင်းဖောက်ဖြစ်စီတတ်တဲ့ကဲ့သို့မိမိပြုထားသည်ဖြစ်၍မိမိကြောင့်ဖြစ်သည့်အပြင်မိမိ၌ဖြစ်ပွားလာသောမကောင်းမှုအကုသိုလ်ကံသည်မကောင်းမှုဖြစ်ရာထိုပညာမရှိသူကိုပင်ဖြစ်စည်းလေတော့၏သင်ကကျောင်းမှပေါ်ထွက်စိန်လက်နက်ကပေါ်ထွက်ခဲ့ရာရင်းကြောက်ဖြာကိုခွဲဖြာစိတ်ဖြာခွဲချက်ပြုနိုင်စွမ်းသို့ကျိုးပန်းလျက်သာပြုလုပ်လာသည့်များစွာပေါင်းစုမကောင်းမှုလည်းသူကိုပြုမှုမိုက်မဲသူကိုနောင်မူဖြစ်စီဖြိုးဖြက်စီ၏ဒါတော့မြတ်တော့ပြတော့ဒါတိပြီးသားပါပဲကျမတို့အားလုံးဒီတက်ရွယ်မှာနော်ဒီမှာတော့မြတ်စွာဘုရားကနော်စိန်ကဗရမ ्या ကိုကြောက်ကနေဖြစ်လာတဲ့စိန်ကကြောက်ကိုပဲပြန်ဖြစ်စီးတာနော်အဲ့လိုမျိုးစုကြည့်အောင်နော်ဂါထာလေးကိုပြန်စုကြည့်မယ်ကဲစုကြည့်ပါအောင်ဘယ်နည်းလူစုမယ်ယေစုဂါထာရင်ဆိုလိုက်မယ်လေဆိုဟုတ်မဟာကာလဥပတ္တကဝိထုအတ္တနာဟိကတံပါပံအတ္တဇံအထတံဘဝံအဘိမတ္တိပဲနော်အတ္တတံဘဝံအတ္တနာဟိကတံပါပံအတ္တဇံအတ္တတံဘဝံအဘိမတ္တိဒုံမေတံဝဇိရံဝသမမယံမနေဟုတ်တယ်ဒီဆိုမဟာကာလဥပတကဝတ္ထု
အတ္တနာဟိကတံပါပံအတ္တဇံအတ္တတံဘဝံအဘိမထတိဒုံမီတံဝစီရံဝသမမယိမနေ သမမယံမနေ သမမယံမနေဝစီရံဝသမမယံမနေ သမအတ္တမကြောင့်မရဆိုတာလေမရထဲလိုက်ရင်သူကနာမည်ဖြစ်သွားတယ်ကြောက်ဖြင့်ပြီးတော့လို့အဓိပ္ပာယ်ရတယ်ကြောက်ဖြင့်ပြီးတော့အရာပေါ့နော်ကြောက်ဖြင့်ပြီးတော့အရာဝတ္ထုအဲ့လိုပြောကြောက်နဲ့လှုပ်ထားတော့အရာနော်ဥမာနေပေါ့ရွှေနဲ့လှုပ်ထားရင်နော်သူဝနာမရလို့ခေါ်တယ်နော်သူဝနာမရနော်အဲ့လိုမျိုးရွှေကကြတော့ရွှေသူဝနာလို့ခေါ်တာနော်reseta မရနော်အဲ့လိုမျိုးတွေမရတွေပါပြီဆိုရင်အဲ့ဒါ made of ပေါ့ပြောရင် made of ပေါ့နော်အင်္ဂလိပ်လိုပြောရင်အဲ့မရရဲ့အဓိပ္ပာယ်ကနော်အဲ့ဒါကိုတရားမှာအဲ့လိုမရပစ္စည်းဆက်ရင်နံပုတ်တစ်ခုကမရပစ္စည်းဆက်လိုက်တဲ့အခါမှာနော်ကြောက်ဆိုရင်ကြောက်နဲ့လှုပ်ထားသောအရာဆိုပြီးအဓိပ္ပာယ်ထပ်ပေါ်သွားတာပေါ့နော် made of ကြောက်ပေါ့နော်အဲ့လိုပေါ်သွားအဲ့ဒီလိုမျိုးနံကနေပစ္စည်းတစ်ခုဆက်ပြီးနံပုတ်တစ်ခုထပ်ဖြစ်လာတယ်နော်နံပွားသွားတာပေါ့လေနံစလုံးအတစ်တစ်လုံးထပ်ထွင်စရာမလိုပစ္စည်းလေးထည့်ယုံနဲ့နော်ပစ္စည်းစလုံးလေးထည့်ယုံနဲ့နံပုတ်တစ်မျိုးဖြစ်သွားတယ်သူနဲ့ຫນွယ်နေတဲ့အာသနံပုတ်တစ်ခုဖြစ်သွားတာပေါ့နော်အဲ့ဒါကိုနော်တဒိတ်နံလို့ခေါ်တယ်တဒိတ်နံတက်ဒိတ်တာဝင်းဘူးဒါတွေအောက်မှာဒါအုပ်ချိုက်လုံးကြီးတင်တက်ဒိတ်နံနော်နံစလုံးမှာစင့်ထပ်ပွားပြီးစင့်ပွားလာတဲ့နံမျိုးပေါ့နော်အဲ့ဒါမျိုးတဒိတ်နံလို့ခေါ်တယ်နော်အဲ့လိုမျိုးဥမာဆိုတော့ကျွန်တော်တို့ဥမာဘယ်လိုဟာမျိုးလဲဆိုအင်္ဂလိပ်စာမှာဆိုဥမာ happy ဆိုတော့နော်ပျော်ရွှင်သောဒါဆိုလို့ရှိရင်နော်နောက်ကနေ happiness အဲ့လိုထည့်ရင်ပျော်ရွှင်ခြင်းအဲ့လိုမျိုးဖြစ်သွားတာမျိုးတွေပေါ့နော်စလုံးတွေကထပ်ပြီးတော့စလုံးတစ်လုံးကနောက်စလုံးပွားသွားတာမျိုးတွေနော်အဲ့လိုမျိုးဒါစင်တူတဲ့သဘောပြောတာနော်တဒိတ်နံလို့ခေါ်တယ်နော်ဒီအဲ့လိုမျိုးစလုံးတွေကိုနော်မရလို့တွေးလိုက်ရင်နော် is made of ပေါ့နော်ဒါနဲ့ပြီးတော့နော်တစ်သားနဲ့ရွှွန့်နဲ့ပြီးတော့နော်တစ်သားနဲ့ပြီးတော့နော်အဲ့လိုမျိုးစလုံးတွေကမရနဲ့ဆုံးနောက်တစ်ပုဒ်ပေါ့နော်နောက်တစ်ပုဒ်ကဒီဝဒဋ္ဌဝတ္ထုတဲ့နော်ဒီဝဒဋ္ဌကတော့ထုံးစံမှာပဲမြတ်စွာဘုရားကြီးနဲ့နော်ရောက်ဖလဲတော်တယ်နော်ရောက်ဖလဲတော်တယ်ပြီးတော့သူတို့ကလည်းဘဝပေါင်းများစွာကနော်စန့်ကျင်ဘက်ဖြစ်လာတော့ဒီဘဝမှာလည်းမြတ်စွာဘုရားကိုကန့်လန့်လိုက်တိုက်တာပေါ့လေနော်ကန့်လန့်လိုက်တိုက်တဲ့ပုဂ္ဂိုလ်ပေါ့နော်ဒါမှလည်းသူကလည်းအစွမ်းထက်တယ်လေနော်စွမ်းထက်တော့သူကလည်းဒါပဲဖြစ်မြတ်စွာဘုရားကိုတေရှာနစ်နာအောင်လုပ်မယ်ဆိုရက်နော်စွမ်းပြင်းစိတ်ပြင်းနဲ့နော်စန့်ကျင်တဲ့သူပေါ့လေရောက်ဖတော့ယတအစ္ဆန္ဒဒုတ်တိလျံနော်ယတအစ္ဆန္ဒဒုတ်တိလျံမာလူဝါတာလမိဝဋ္ထတံတာလမိဝဋ္ထတံမာလူဝါတာလမိဝဋ္ထတံကရောတိတောတထတ္တာနံကရောတိတောတထတ္တာနံယထာနံအိစတိဒီတောယထာနံအိစတိဒီတောယတအစ္ဆန္ဒဒုတ်တိလယံမာလူဝါတာလမိဝဋ္ထတံကရောတိတောတထတ္တာနံယထာနံအိစတိဒီတောနော်ကျေရခက်တဲ့ဒီဂါထာထဲမှာဒီဂါထာပါတယ်ခက်တယ်နော်အဓိပ္ပာယ်တွေကနော်မာလူဝါဆိုတာဘာလဲဆိုတော့မာလောຫນွယ်တဲ့နော်ຫນွယ်ပင်တစ်ခုပေါ့နော်အညွတ်နေအတက်အရွက်ဒီပေါ်တဲ့မာလောຫນွယ်တဲ့ຫນွယ်နာမည်ကမာလောຫນွယ်နော်တာလန်ဆိုတာနော်ဒီຫນွယ်ပင်မှီတက်တဲ့နော်အမိခံတစ်ပင်ကိုတာလန်လို့ခေါ်တာ哦နော်အမိခံတစ်ပင်ကိုနော်ဥထတာဣဝနော်
လွှမ်းမိုးဖြစ်စည်းသလိုနော်ဩဥထတာဤဝဆိုတော့တာလမိဝဋ္ထတံဆိုတာတာလံနော်တာလံပြီးတော့နော်ဥထတံလို့ပြောင်းတယ်နော်ဥထတံနော်သူဝင်နေကနော်ဥထတံတာလံဥထတံနော်ဥခွဲလိုက်တော့နော်ဥထတာဤဝါပေါ့နော်တာလမိဝဋ္ထတံနော်တာလံဆိုမကလေနော်မကဘာဖြစ်သွားလဲဆိုရင်နော်ဟိုတိတိတင်ပေါ့တာလံနော်တာလံအကိုင်းခက်ကိုတစ်ပင်ကိုမိရတစ်ပင်ကိုနော်ဝဋ္ထတံအဲ့မှာဝဋ္ထတံဩကနေပြီးတော့နော်ဩရှိမှာပါလာလဲဆိုတော့ဝလာတာဒီနှလုံးဆက်လိုက်တဲ့အချိန်မှာနော်ဩရှိမှာဝလာလိုက်တာနော်ဝလာလိုက်တဲ့အတွက်ကြောင့်မလို့နော်ဒီဥစ္စာဒီဝလို့ဖြစ်သွားနော်တာလမိဥထတံလို့ဖတ်တာတဲ့ဝဋ္ထတံလို့ထွက်တာပို့ပြီးအစဉ်ပြေသွားလို့နော်အဲ့ဒီတန်တိဆက်ပုံကနည်းနည်းလေးရှုပ်တာပေါ့နော်တာလံဥထတံနော်တာလမိဝဋ္ထတံဟုတ်ရဲ့တာလံထတံတန်တိဆက်ပုံတော့မပြောနော်ဂါထာထဲမှာဟိုနည်းမဲ့ပြောထားတယ်အေဝံနဲ့ထို့အတူနော်ထို့အတူမယွင်းတမှုအလားတူသာလျင်ယတ္တနော်ယတ္တဆိုအကျင့်ပုဂ္ဂိုလ်ဤပေါ့ဘယ်သူမဆိုပေါ့နော်ဘယ်သူမဆိုနော်အစ္ဆန္ဒဒုတ်တိလံအစ္ဆန္ဒဆိုတာလေနော်ဒီအတိအန္တဆိုပုဂ္ဂိုလ်လာနော်သူကနော်ဒီတစ်ဆက်သေးဖြစ်နေတာကိုပြောချင်တာနော်တစ်ဆက်သေးပေါ့နော်တစ်ဆက်သေးဘဝ3နှစ်ဆက်ခါဖြစ်သည်နော်ဘဝ2ဘဝ3ဘဝဆက်ခါဖြစ်သည်နော်စင်စစ်ရုပ်မှာတိလာမရှိသည်ဟုဖြစ်သောတဏှာသည်တဲ့နော်သူကဒီတဏှာတော်မှပဲနော်သီလမရှိသူပေါ့ဒုတိလျံဆိုသီလမရှိတာနော်သီလမရှိတာဒါပေမဲ့သီလမရှိတာမှနော်သူကသီလမရှိတဲ့တဏှာလို့နော်တဏှာအောင်နောက်ဆုံးယူလိုက်တာပေါ့ဒုတိလံမှာနော်အစ္ဆန္ဒဒုတိလံဆိုတာဘဝ3နှစ်ဆက်ခါဖြစ်သည်စင်စစ်ရုပ်မှာသီလမရှိသူအဖြစ်ဟူသောတဏှာသည်နော်ဆိုယတ္တနော်ဒီပုဂ္ဂိုလ်နော်ဒီပုဂ္ဂိုလ်ဤတဏှာပေါ့နော်ဆိုတော့ဒီပုဂ္ဂိုလ်က2ဘဝ3ဘဝနော်ဘာဖြစ်လဲသီလမရှိတဲ့သူနော်အဲ့ပုဂ္ဂိုလ်ကိုနံဟိုမှာယထာနံအိစတိတိတော့မှာနံနော်နံကတဝင်းဘူးကိုနပြောင်းထားတာနံသီလယွင်းယူထိုပုဂ္ဂိုလ်ကိုနော်ပုဂ္ဂိုလ်ကိုဥတ္တတံပြန်ထည့်တယ်နော်လွှမ်းမိုးဖြစ်စည်းပါတယ်တဲ့နော်လွှမ်းမိုးဖြစ်စည်းပါတယ်နော်ဒီတော့နော်ဒီတော့နော်ဒီတော့ကညှင်းစေတတ်သောယံသူသည်တဲ့နော်ဒီတော့နံထိုပုဂ္ဂိုလ်ကိုနော်ထိုပုဂ္ဂိုလ်ကိုနော်ယထာကျင်ချင်းရအားဖြင့်နော်ကာတုံကဒီမှာသူကကာတုံကိုနော်ဘာအိစတိကိုနော်အိစတိကာတုံအိစတိလို့ပဲအရင်ရေးထားတယ်အိစတိရှေ့မှာဘာလုပ်ချင်တာလဲအိစတိဆိုတာလူလားတဲ့ပြောလုပ်ချင်တယ်နော်ဘာလုပ်ချင်တာပြုလုပ်ချင်တယ်ပေါ့နော်ဘာဘလို့ပြုလုပ်ချင်တာလဲရိုက်နဲ့တပ်ဖို့ပြုလုပ်ချင်တယ်နော်ပြုလုပ်ခြင်းကအလိုရှိနော်ပြုလုပ်ဖို့လိုတယ်နော်သူဒီပုဂ္ဂိုလ်ကိုနော်ဖြည့်ဆည်းခြင်းတယ်သူဖြည့်ဆည်းခြင်းတယ်နော်တထာထိုချင်းရအဖြစ်သောထိုတိလယွင်းယူနော်ဒီတထတနံဆိုတာမှာသောတထာအတ္တနံနော်တထတနံတထာရဲ့အတ္တနံရဲ့ပေါင်းလာတာနော်သောထိုပုဂ္ဂတိလယွင်းယူထိုဒုတိလပုဂ္ဂိုလ်စီနော်အတ္တနံကိုပဲကရောတိအပေဘေးကြီးလွှမ်းဖြစ်စည်းအောင်
ပွားစီအားထုတ်ပြုလုပ်လေတော့သည်နော်ဆိုတော့သူပြောချင်တဲ့အဓိပ္ပာယ်ကနော်ဒီမာလောနွေကနော်သူမှီနေတဲ့တစ်ပင်ကိုနော်ဖျက်ဆီးတယ်နော်ဖျက်ဆီးတယ်လို့ပဲနော်ဒီလူတယောက်ကမကောင်းမှုပြုရင်တကယ်တော့သူ့ရည်ရွယ်ချက်ကသူများကိုဖျက်ဆီးဖို့သူများကိုမကောင်းတာဖြစ်စေဖို့သူလုပ်တာနော်သူလုပ်တာဒါပေမဲ့တကယ်ပျက်စီးသွားတာကဘာလို့လဲသူပဲပျက်စီးတာတကယ်ပျက်စီးတာကဘာလို့လဲသူပဲနော်သူပဲပျက်စီးတာတခြားလူပျက်စီးတာမဟုတ်ဘူးအဓိက तू ကစပြီးတော့ဘာဖြစ်မလဲပျက်စီးတာနော်ဥပမာဆိုတော့ကိုကစိတ်ဆိုးတယ်ဒေါသကြီးထွက်တယ်ပူလောင်တယ်နော်အဲ့ကိုဒေါသဖြစ်လို့ကိုစိတ်ဆိုးတဲ့လူကဒေါသရဲ့အရှိန်အဝါကိုလူကသူကသူမယူဘဲနဲ့လက်မခံဘဲနဲ့အေးအေးချမ်းချမ်းနေလို့ရတယ်သူ့ရောင်းပြန်မြစ်တာပို့နေလို့ရသေးတယ်အဲ့ဒီဒေါသဖြစ်နေတဲ့လူကအဲ့ဒီဒေါသရဲ့ဒဏ်ကိုတစ်ဖက်လူကမခံစားရပါဘူးနော်ဒီဒေါသဖြစ်နေတဲ့လူကဆက်စားခြင်းသူ့ကိုယ်သူပဲအရင်သူ့စိတ်ကနော်သူ့ကိုယ်ကပူလောင်တဲ့အရာတာသူပဲအရင်ဆုံးခံစားရတာနော်ဒေါမနတဝေဒနာကြီးပေါ့ဒေါသဖြစ်တယ်ဆိုတော့ဒေါမနတဝေဒနာနဲ့ရှင်ပြီးတော့ဒီဒေါမနတဝေဒနာကြီးကို तू ကလောက်တာ तू စိတ်ကဖြစ်နေတာအဲ့တော့ तू ကပဲအရင်ဆုံးခံစားရတာနော်အဲ့ဒီအတိတ်ပဲပါနော်ယတအစ္ဆန္ဒဒုတ်တိလံမာလူဝါတာလမိဝတ္တတံကရောတိသောတထတ္တာနံယထာနံအိစတိတိသောနော်ဆိုယထာနံနော်သူအိစတိတိသောကဒါနော်အဲ့လူတယောက်ကသူများကိုပျက်စီးစေခြင်းလေလို့ပြောတာနော်ပျက်စီးစေခြင်းလေနော်ဒီအဲ့တော့ဘာဖြစ်လဲဆိုရင်ဒီသူကိုယ်တိုင်ကလည်းတီလာမရှိဘူးဖြက်စီးတာကလည်းသူ့ကိုယ်သူပဲပြန်ဖြက်စီးသွားတယ်နော်အစ္ဆန္ဒဒုတ်တိလံကနော်ကရောတိသောတထတ္တာနံနော်တော့ထိုတီလာရင်းကိုထိုဒုတ်တီလာပုဂ္ဂိုလ်ကအတ္တနံသူ့ကိုယ်သူပဲနော်ဖြက်စီးသွားပါလေတဲ့နော်အဲ့လိုပြောချင်တာနော်ယတအစ္ဆန္ဒဒုတ်တိလံမာလူဝါတာလမိဝဋ္ထတံကရောတိသောတထတ္တာနံယထာနံအိစတိတိသောနော်ဒီမှာထက်ပုတ်ဒီအများကြီးပဲနော်အေးဝင်ထည့်တယ်ခုနအိစတိရဲ့ရှေ့မှာလဲနော်ဖြစ်ချင်တယ်လှုပ်ချင်တယ်နော်အိစတိဆိုတာသူအလိုရှိတယ်နော်ဘာလှုပ်ချင်တာသူများကိုဖျက်ဆီးချင်တာအကြောင်းလို့ရှေ့မှာကာတုံလေးသူထည့်ပြီးတယ်ပြုလုပ်ရန်ပေါ့နော်ဖျက်ဆီးရန်ပြုလုပ်တယ်ဆိုတာတော့သူက any verb ကိုထူးပြီးဟိုသူကိုစားပြီးတော့လေနော်ကာတုံလို့ထည့်လိုက်တာပေါ့နော်စလုံးနဲ့အနည်းဆုံးကိုနော်နောက်တန်တိဆက်ထားတာကြီးလည်းများတယ်နော်တန်တိဆက်ထားတာနော်များတယ်စလုံးကြီးတွဲထားတယ်များတော့လေဟိုရုပ်တရက်ဆိုရင်ဒီကာထားနည်းနည်းနောက်အနက်ပြီးတော့လေဟိုရှေ့နောက်လေနော်ဟိုဒုတိယအပိုက်ကပေးပြီးတော့တခါပထမအပိုက်ကိုလာနော်1 2 3 4အစဉ်လိုက်လာရင်ဒုတိယစပြီးဒုတိယပြီးတော့ပထမလာတယ်ပထမလာပြီးသရုပ်ထလာတယ်သရုပ်ထလာပြီးမှဒုတိယလာတယ်သူအဲ့လိုအစဉ်လေးနဲ့ပြီးသွားတာနော်ဟိုလိုပြေမနေဘူးပေါ့နော်ဟိုရောက်ဒီရောက်ပြီးတာเนาะဒါမျိုးဂါထာတွေဆိုရင်เนาะဒီလိုသူကဂါထာဖြစ်အောင်သေချာလုပ်လိုက်တယ်ဒါပေမဲ့အနဲ့ပြီးရတာတို့ဘာလို့ခက်တယ်တို့ဘာလို့ဆိုဟိုသူတို့เนาะဘလို့ဂါထာမျိုးပေါ့လေเนาะခက်ခဲတဲ့ဂါထာဘလို့ခုနဲ့ပြည့်နေတာပေါ့လေဘလို့အဖြစ်ဒေါသနဲ့ပြည့်နေတာအဲ့လိုမျိုးတွေဖော်ပြတတ်ကြတယ်เนาะအဲ့လိုဂါထာကိုဝေဖန်တာပေါ့လေအဲ့လိုမျိုးအဲ့ဒါဟိုအလင်္ကာဘာသာဆိုတာနော်အဲ့ဘာသာအဲ့လိုလုပ်တယ်နော်အဲ့လိုမျိုးလုပ်တာအလင်္ကာလို့ခေါ်ပေါ့နော်ကျတို့မြန်မာစာသင်တော့နော်ဒီစာကသင်္ကာရတ္တမြောက်တယ်ဒါကတော့အတိတ်တရားဝုဒ္ဓိလင်္ကာမြောက်တယ်အဲ့လိုမျိုးပေါ့မြန်မာစာမှာဘလို့ရေးသားကောင်းတယ်ဖတ်လို့ကောင်းရင်နော်သူ့ရဲ့မြန်မာစာရဲ့ဂုဏ်ပုဒ်တွေကိုစလုံးနေနဲ့ပေါ်လွင်အောင်ပြောသလိုပဲเนาะအလင်္ကာဆိုရဲကြံတကြံရှိအဲ့ကြံတကြံကဒီပါဠိစာတွေသူသဖြင့်ဂါထာတွေကိုเนาะသူပြန်ပြီးဝေဖန်တဲ့စာအဲ့ဝေဖန်တဲ့ဘာသာရပ်ပေါ့เนาะဆိုကြည့်မယ်เนาะတင်းတင်းဆိုပါဧဝတထဝတ္ထု
ယတဣစ္ဆန္ဒဒုတ်တိလျံမာလူဝါတလမိဝဋ္ထတံကရောတိတောတထတာနံယထာနံဣစ္ဆတိတိတောအဲ့မာလူဝါအညွန့်အတဲ့အရွက်ပေါ်ကျွေမာလောຫນွေသည်သာလင်ညွန့်ခဲ့စီပင်မိမိတဲ့ရတစ်ပင်ကိုဩထတာဣဝဝန်းကျင်မြေရှစ်ယုံတက်ပွားစီလွှမ်းမိုးဖြစ်စီတကဲ့သို့ဧဝံမယွင်းတမူအလားတူသာလျင်ယတယဟန်ရှင်လူမြည်သူမဆိုအကျင့်ပုဂ္ဂိုလ်ဤအစ္ဆန္ဒဒုတ်တိလျံဘဝသုံးနှင့်ဆက်ခါဖြစ်သည့်စင်စစ်ယုံမှာသီလမရှိသူ၏အဖြစ်ဟုသောတဏှာသည်နံသီလတွင်อยู่ထိုပုဂ္ဂိုလ်ကိုဥဋ္ဌတံပယ်လေးပုံတွင်ဆင်းရဲပွားစီလွှမ်းမိုးဖြစ်စီ၏ဒီသောကျိုးမဲ့လိုလားမျက်မှန်ပွားထူညှင်းဆဲတတ်သောယံသူသည်နံထိုပုဂ္ဂိုလ်ကိုယထာအကျင့်ချင်းရာအဖြစ်ကာတုံဣသတိရိုက်နှက်တပ်ပုတ်ပြုလုပ်ခြင်းငှာအလိုရှိ၏တထာထိုချင်းရာအဖြစ်သောသီလတွင်อยู่ထိုဒုတ်သီလပုဂ္ဂိုလ်သည်အတ္တနှင့်မိမိကိုယ်ကိုကရော ရောတိအပယ်ပြေးကြီးလွှမ်းဖြစ်စီအောင်ပွားစီအားထုတ်ပြုလုပ်လီတော့ဤအတန်ပြောက်သွားနော်မတ်ဟိုဟုတ်တယ်အတန်ပြုတ်သွားတယ်ဟုတ်တယ်လိုင်းပြတ်သွားတယ်ထင်တယ်သူလဲလေထူးတယ်တဲ့ထူးတာကိုမထွက်တာကဲဘယ်သူလိုင်းကောင်းလဲဟိုတီလာဆူလေးရတယ်မြမပြန်မာလောຫນွေသည်မိမိမိရာတစ်ပင်ကိုလွှမ်းမိုးဖြက်စီးပြီးတကဲ့သို့စင်စစ်သီလမရှိခြင်းဟုသောတဏှာဤလွှမ်းမိုးဖြက်စီးမှုကိုခံရသူသည်ယန္တုကသူ့ကိုပြုလုပ်လိုသောဤအတိုင်းမိမိကိုပြုလုပ်နေတော့၏သင်္ကာမာလောຫນွေလျင်ကိုယ့်တစ်ပင်ကိုဝန်းကျင်မြေရှက်လွှမ်းမိုးလျက်သာဖြက်စီးပါသို့တဏှာဆိုရသီလပြတ်မှုအစုစုလဲသူ့ကိုပယ်ရွာရောက်စေကာဖြင့်လွန်စွာမှေးရှက်လွှမ်းမိုးဖြတ်၏စိုးပြက်လွန်စွာဒုတ်တီလာကလိုရာပြုမှုကိုရန်သူလိုကိုပင်ကိုကိုပြုလုပ်လို၏ဒီဝရက်ကမြတ်စွာဘုရားကိုစန့်ကျင်ပြီးတော့လေတန်ဃာတွေကိုဥဆောင်ပြီးတော့နော်ဟိုသူမြတ်စွာဘုရားတားပြီမဲ့လေသူလှုပ်ချင်အားသူလှုပ်တာအောင်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကနော်ရှင်အနန္ဒာကိုပြောတယ်နော်ငါတို့ဒီလိုလုပ်မယ်နော်အမင်း PA ဆိုရှင်အနန္ဒာ PA ဆိုမြတ်စွာဘုရားကိုရှောက်လေဆိုတော့ရှင်အနန္ဒာတားတယ်နော်မြတ်စွာဘုရားဒါမလုပ်ဖို့ပြောထားတယ်လေဆိုလည်းမရဘူးသူကအတိတော့ပြီးတယ်ပေါ့လေအဲ့လိုမျိုးဆိုရှင်အနန္ဒာကမြတ်စွာဘုရားကိုပြန်ပြောတာပေါ့နော်ဒီလိုပဲရှင်ဒေဝရက်ကတော့သူ့လာပြောသွားတယ်သူဒါမျိုးလုပ်တော့မယ်နော်တန်ဃာတွေနဲ့သူနဲ့နော်တစင်ထောင်မှာပေါ့လေအဲ့လိုမျိုးဆိုမြတ်စွာဘုရားလွတ်ထားလေဒီကထာကိုဟောတာနော်သူမြတ်စွာဘုရားပျက်စီးအောင်သူလုပ်တယ်လုပ်လေနောက်ဆုံးပျက်စီးမှာတော့သူပဲပေါ့နော်အဲ့လိုပြောကြတယ်ပေါ့သူဆိုအောင်မလဲဆိုမယ်လိချေဆိုဟုတ်ဟယ်လိုဆိုအစုဆိုမလားအစုဆိုမယ်ဆိုလေအစုရင်ဆိုကြည့်ပါအောင်မေစုနိုင်အတန်လေးကြားကြစပယ်လေးရောင်ဒီစပယ်အတန်သမီးနဲ့နောက်ကြပါအစုကလေ तू ကအစားနေမမြင်ရဘူးလို့သူမမြင်ရလို့ထင်တယ်အေးဟုတ်တယ်အစုရပါပြီလားအစုရပါမြင်ရပြီလားမာလောຫນွေဒီအဲ့ဒါလေးဆိုရမှာလားမဆိုနဲ့မဟုတ်ဘူးဟိုဂါထာလေးပဲဆိုမှသမီးဟုတ်ရပြီမြင်ရတယ်မြင်ရလားဒီစပယ်တို့အရင်စဆိုလိုက်နောက်မှဆိုယတဆိုလို့ရလားမြင်ရတယ်တိချေမြင်ရလား
Yatta Yatta isanta doti lan ဟုတ်တယ် ကြားရလားမသိဘူးနော် ကြားရတယ်အကျိပဲ မာလူဝါစုတာ တာလမိဝတ္တတံတာလမိဝတ္တတံနော် လိုင်းမကောင်း လိုင်းမကောင်းထင်တယ်နော် မိတခရင်ဆိုလိုက်မယ်နော် ဟုတ်တယ်ဆိုလိုက် ဒေဝဒတ္ထဝတ္ထု တက်သွားတယ်ဘာမှ ဟုတ် မ တယ် မြင် ဟုတ်တယ်လိုင်းမကောင်းထားလိုက်တော့ အမတစ်ခေါက်လေးပို့ကြည့်လိုက်မယ်ပြီးရင်အစု तू ကလိုင်းမကောင်းတာ तू က တက်ကြပါ စပင်းကိုမမြင်ဘူးမမြင်ရမမြင်ဖြစ်သွားပြတ်သွား ဟုတ်ဒေဝဒတ္ထဝတ္ထုယတ္တအစ္ဆန္တဒုတ်တိလံမာလူဝါတာလမိဝတ္တနံ ဝဋ္ဌတံ ဝဋ္ဌတံတာလမိဝဋ္ဌတံကရောတိသောတထတထတာနံ တထတာနံယတ္တနံအိစတိ ယထာနံအိစတိတိသောယထာနံအိစ အိစ တိ တိတိတော့တမိတစ်ခေါက်လေးပြန်ဆိုကြည့် ပြန်ဆိုကြည့် ယတ္တအစ္ဆန္တံဒုတ်တိလံ အစ္ဆန္တဒုတ်တိလံ အစ္ဆန္တဒုတ်တိလံမာလူဝါတာလမိဝတ္တနံ ဝဋ္ဌတံ ဝဋ္ဌတံတာလမိဝဋ္ဌတံကရောတိသောတထတာနံယထာနံအိစတိတိသော အာလမိဝဋ္ဌတံကတာလံရဲ့ဣဝရဲ့ဝဋ္ဌတံရဲ့နော်သုံးလုံးပေါင်းတာနော် sorry ခုနကတော့ကျွန်မပြောတာမှားသွားပါတယ်ဝလာတယ်ဆိုပြီးပြောလိုက်တာမဟုတ်ဘူးနော်တာလံရဲ့ဣဝရဲ့ဝဋ္ဌတံရဲ့ပေါင်းထားတာနော်တာလံ ပြောတာပါချက် ဝဋ္ဌတံနော်အဲ့မှာတာလမိဝဋ္ဌတံဖြစ်တယ် ဟုတ် တဲ့နောက်ဦးနည်းဆိုစုလေးစု ယေဝဒတ္ထဝတ္ထုယတ္တဣစ္ဆန္ဒဒုတ်တိလံမာလူဝါတာလမိဝဋ္ဌတံကရောတိသောတထတာနံယထာနံဣစတိတိသော ဟုတ်ပြီတိရဆိုကြည့် ဒေဝဒတ္ထဝတ္ထုယတ္တအစ္ဆန္ဒဒုတ်တိလယံမာလူဝတာလမိဝဋ္ဌတံကရောတိသောတထတာနံယထာနံဣစတိဒီသော နည်းနည်းခက်တယ်နော်ခါစလုံးတွေလည်းခက်တယ်ဒီကောင်အချိုးကြအောင်ဆိုဘာသာပြန်ဖို့လည်းခက်တယ်နော်ဟိုနေ့ကဆိုနေဆိုအောင်မလားဟောကြပြီဆိုအောင်မလား ဟုတ်တယ်ချေဒီဝဒတ္ထဝတ္ထုယတ္တအစ္ဆန္တဒုတ်တိလံမာလူဝါတာလမိဝဋ္ဌတံကရောတိတောတထတာနံယထာနံဣစတိတိတော ဣစတိတိတော့နော်တကယ်တော့ဟိုနဲ့ပြီးတော့ဣစတိနဲ့ပြီးပါတယ်ဆိုလို့ကောင်းတီလောက်တာနော်နောက်တစ်ခုပေါ့နော်တန်ခဗေဒပရိတက္ကနာဝတ္ထုတဲ့နော်တန်ခဗေဒပရိတက္ကနာဝတ္ထုတန်ခတင်းခွဲတဲ့ဝတ္ထုပေါ့လေနော်တန်ခတင်းခွဲတဲ့ဝတ္ထုဒီဝရရဲ့အဆက်ပါပဲဒီကောင်ကလည်းနော်ဒီကောင်လေးကတော်တော်ကောင်းတယ်သလားဒီခါထာလေးကလေအဓိပ္ပာယ်လည်းတော်တော်ကောင်းတယ်နော်သူကရာနိအတ္တဒုနိအတ္တနောအဟိတာနိသယံဝေဟိတင်္စတာဒုံစတံဝေပရမဒုက္ကရံတဲ့နော်သူကရာနိအတ္တဒုနိအတ္တနောအဟိတာနိသယံဝေဟိတင်္စတာဒုံစတံဝေပရမဒုက္ကရံဒါနဲ့ပတ်သက်ပြီးနော်ဒီတန်ခဗေဒပရိတက္ကနာဝတ္ထုနဲ့ပတ်သက်ရင်ဂါထာတစ်ခုရှိသေးတယ်နော်နှစ်ခုရှိတယ်သူကတစ်ခုကိုသူကဟိုမပါဘူးပေါ့နော်ဒီနံပါတ်မထူနော်နံပါတ်မထူကြီးอ่ะနော်တန်ခါတင်ကွဲတဲ့ဝတ္ထုနော်ဒီ
ဒီဟာလေဒီကာထာလေးနော်ဒီမြင်မယ်ထင်တယ်နော်သူကရံတာဓုနာတာဓုပါပိနဒုက္ကရံပါပံပါပိနသူကရံပါပမရိယေဟိဒုက္ကရံတဲ့နော်ဒီသူကရံတာဓုနာတာဓုပါပိနဒုက္ကရံပါပံပါပိနသူကရံပါပမရိယေဟိဒုက္ကရံနော်ပထမသူကရံဆိုတာသူကရဆိုတာပြုလုပ်လွယ်တယ်နော်ပြုလုပ်တယ်သူကောင်းစွာပြုလုပ်တယ်ဆိုပြုလွယ်တယ်နော်တာဓုဆိုတာနော်တာဓုနာဆိုတာသူတော်ကောင်းတာဓုလို့ခေါ်တယ်နော်တာဓုနာဆိုရင်သူတော်ကောင်းဒီနော်ဒီတတ္တရာဝိဘက်ကကတ္တာအနဲ့ထွက်တာဟုတ်နော်တတ္တရာဝိဘက်သက်ပြီးတော့သူတော်ကောင်းဒီနော်တာဓုကောင်းတဲ့အမှုကိုသူကရံပြုလွယ်တယ်နော်သူကရံတာဓုနာတာဓုနော်သူတော်ကောင်းဒီနော်ကောင်းတဲ့အမှုတာဓုကိုနော်သူကရံပြုလွယ်တယ်ဒီမှာလဲတာဓုကပထမဝိဘက်သက်ပြီးကိုလို့ပြီးတယ်နော်ကိုလို့ပြီးတယ်နာဝိဘက်သက်ပြီးတီလို့ပြီးတယ်အဲ့ဒါတွေကအကုန်လုံးကဟိုနေပေါ့ကံဟောဝက်ကြတယ်လို့ခေါ်တာပေါ့နော်ကံဟောဝက်ကြတွေကအဲ့လိုမျိုးနော်ဟိုပုံမှန်မဟုတ်ဘူးပေါ့ဗမာလိုပြောဟိုအင်္ဂလိပ်လိုပြောရင်တော့ passive voice နဲ့ရေးထားတာတွေပေါ့နော် passive voice နဲ့ရေးထားတာနောက်တစ်ခုကတာဓုပါပိနဒုက္ကရံနော်ဟိုကဒုက္ကရံကြတော့သူကရံကပြုလွယ်တယ်ဒုက္ကရံပြုဖို့ခဲရင်းနေဟုတ်ပြီနော်ပါပိနဆိုတာသူယုတ်မှာနော်ပါပဆိုတာသူယုတ်မှာပါပိနနော်ပါပနာဝိဘက်ကိုအေနပြုထားတာပါပိနတတ္တရာဝိဘက်ပဲနော်သူယုတ်မှာဒီနော်ကောင်းမှုကိုပြုဖို့ဘာဖြစ်လဲခဲရင်းနေနော်ကောင်းသောမှုကိုပြုဖို့ခဲရင်းနေပါပိနသူယုတ်မှာဒီတာဓုကောင်းသောကောင်းမှုကိုဒုက္ကရံပြုဖို့ခဲရင်းနေနောက်တတ္တရာပိုက်ကြတော့ပါပံပါပိနသူကရံနော်ပါပိနသူယုတ်မှာဒီမကောင်းမှုကိုသူကရံလွယ်လေးပဲပြုနိုင်နေနော်နောက်တစ်ခုကြတော့ပါပမရိယေဟိဒုက္ကရံပါပံအရိယေဟိပေါ့နော်အရိယေဟိကြတော့အရိယဆိုတာလည်းဒါနော်အရိယပုဂ္ဂိုလ်တွေပေါ့နော်အရိယပုဂ္ဂိုလ်ဆိုတော့သောတာပန်သဂရဂံအနာဂံယဟန္တာပေါ့နော်သူတို့ကတော့မကောင်းမှုမပြုတော့ဘူးပေါ့နော်ပါပံအရိယေဟိနော်အရိယပုဂ္ဂိုလ်တို့သည်မကောင်းမှုကိုပြုရန်ခဲရင်ဤနော်အဲ့တော့သူကရံနှစ်ခုဒုက္ကရံနှစ်ခုပေါ့နော်အဲ့တော့ဘာဖြစ်လဲသူတော်ကောင်းတွေကတော့ကောင်းတဲ့မှုကိုပြုဖို့လွယ်တယ်နော်သူယုတ်မာတွေကကောင်းတဲ့မှုကိုပြုဖို့ခဲရင်တယ်ဒုတိယအပတ်နော်သူယုတ်မာတွေကမကောင်းမှုကိုပြုဖို့လွယ်တယ်နော်အရိယာတွေကတော့မကောင်းမှုကိုပြုဖို့ဘာဖြစ်လဲခဲရင်တယ်နော်အဲ့လိုပြောချင်တာနော်မကောင်းမှုကိုပြုဖို့ခဲရင်တယ်အဲ့ဒါလေးနော်အဲ့ဒါဒီကာထာလေးနဲ့အတူတူပေါ့နော်ဒီဝိတ္ထုမှာပါတဲ့ကာထာလေးနော်ဒီဝရတန်ငါသင်ခွဲတာအကြောင်းကတော့သိပြီးသားပါနော်ဒီထုံးစံအတိုင်းပေါ့သူကရာနိအတ္တဒုနိအတ္တနောအဟိတာနိစာယံဝေဟိတင်္စတာဒုံစတံဝေပရမဒုက္ကရံနော်ဆိုတော့ तू ကနော်ယာနိကမ္မာနိဒီစလုံးကဒီဂါထာထဲမှာမပါဘူး तू ထည့်ထားတာနော်ဂုံတိန်သေးနှုတ်အကျင်အကုသို့အလုတ်တို့သည်တဲ့နော်ဒီအတ္တဒုနိရဲ့ adjective ပေါ့နော်တို့သည်အတ္တဒုနိနော်အတ္တဒုဆိုတာမကောင်းဘူးပေါ့တာဓုကကောင်းတယ်မကောင်းကုန်သည်၎င်းနော်လောကဓမ္မနှစ်ဝါကျင့်ဝတ်ယွန်းချွတ်ဆိုးညစ်အပြစ်စုပေါင်းမကောင်းကုန်သည်၎င်းနော်လောကရောဓမ္မရောနဲ့ကြည့်ရင်ဘယ်ဘက်ကမှမကောင်းနော်အခုတို့အလုပ်ဆိုလောကဘက်ကနေကြည့်လဲမကောင်းဓမ္မဘက်ကနေကြည့်လဲမကောင်းနော်နောက်တစ်ခုအတ္တနောအဟိတာနိစဒုတိယဟာပဲနော်ဒုတိယပထမပြီးတော့ဒုတိယနော်အပေရောက်ရန်လမ်းစဉ်မှန်၍ဧကန်တိတိမိမိအတွက်အကျိုးမရှိသည်အဟိအတ္တနောမိမိဤနော်အဟိတာနိစမိမိအတွက်နော်အတ္တနောမိမိအတွက်လို့သုံးတယ်အတ္တနောအကျိုးမရှိကုန်သည်၎င်းနော်အတ္တတာကြီးနဲ့မသုံးနော်တာကြီးအရင်ပုံမှန်ဆုံးတာကြီးနော်ဒါမဲ့ဟိုနည်းကြရင်တော့အတ္တနောလို့တာကြီးကိုနောပြုပလိုက်တယ်နော်အတ္တနဲ့ကြတော့အတ္တတလို့ဆိုတာခင်မစိတ်မရှိနော်အတ္တနောလို့ရဆိုတယ်
ဆိုလို့လည်းမကောင်းဘူးအတ္တတကြတော့နော်အတ္တနဲ့တာကြီးနဲ့မဆိုတော့ပဲအတ္တနောလို့ပြောင်းဆိုလိုက်တာအတ္တနောနော်မိမိအတွက်အဟိတာနိစ္စအကျိုးမရှိနော်ဒီမကောင်းတဲ့အလုပ်တွေอ่ะနော်အကုသိုလ်အလုပ်ဆိုတာနော်လောကဓမ္မအတွက်လည်းမကောင်းဘူးကိုယ်အတွက်လည်းမကောင်းဘူးနော်ဟွန်တိဖြစ်ကုန်၏နော်ဖြစ်ကုန်၏နော်ဒီလိုဆိုအောက်ကတော့နော်ကောင်းတဲ့အလုပ်တွေနော်တာဏိကမ္မာဏိဒါလည်းထည့်ပေါ့နော်ဒီတာဏိဆိုတာယာဏိကမ္မာဏိဒီအကုသိုလ်အလုပ်ဆိုတာတာဏိဆိုတာဒီပုဂ္ဂိုလ်ဒီမကောင်းတဲ့အလုပ်တွေကိုနော်ဘာဖြစ်လဲဆိုရင်နော်သူကရာဏိနော်အပေါ်ကအပိုက်ပဲနော်သူကရာဏိလွယ်လွယ်ကူကူလုပ်ကြတယ်နော်မကောင်းတဲ့အလုပ်တွေဆိုရင်လွယ်လွယ်ကူကူလုပ်ကြတယ်နော်ပြီးတော့မှယံနော်အဲ့ဒီယံဆိုတာခုနကတော့နော်အပေါ်ကပြောတယ်မကောင်းတဲ့ဥစ္စာဆိုတော့ယံဝေလို့ပြောလိုက်ဒီကအပေါ်ပုံနဲ့စန့်ကြည့်ပြီးပြောတော့မယ်နော်ဝေစင်စစ်အကျင့်ကုသိုလ်အလုပ်တွေရှိကြတယ်ပေါ့နော်ကုသိုလ်အလုပ်တွေရှိကြတယ်ယံအကျင့်ကုသိုလ်အလုပ်မျိုးစီကဟိတင်စတာဒုံစနော်အကျိုးစီးပွားအစီးပွားဟိတဆိုအကျိုးစီးပွားလောကီလောကုတ္တရာအကျိုးစီးပွားလည်းကောင်းတယ်နော်တာဒုံစကောင်းလည်းကောင်းအပြစ်ကင်းလို့ကောင်းမြတ်လည်းကောင်းမြတ်တယ်နော်နောက်တစ်ခါဘာဖြစ်မလဲကုသိုလ်အလုပ်ကစင်စစ်ဝေစင်စစ်ပေါ့နော်စင်စစ်သူကဒီလိုဟိတင်စတာဒုံစဆိုတာဒါကုသိုလ်ရဲ့သဘောပဲနော်တဘာဝပဲနော်တန်နော်ဒီထိုအလုံးမျိုးထိုကုသိုလ်အလုံးမျိုးစီစင်စစ်နော်ပရမဒုက္ကရံနော်ကုသိုလ်အလောက်ကနော်အကျိုးရှိတယ်ကောင်းတယ်ဒါပေမဲ့အဲ့အလောက်ကဘာဖြစ်လဲနော်လုပ်ဖို့ခဲရင်းနေနော်ဟုတ်တယ်နော်ပရမဒုက္ကရံနော်ပရမဆိုတာအလွန်အမင်းပေါ့နော်ပရမကိုထည့်လိုက်ခြင်းအဖြစ်ပေါ့ superlative degree ပေါ့နော်အဲ့လိုမျိုးအမြင့်ဆုံးပေါ့နော်ခဲရင်းတောင်မှပဲအလွန်အမင်းကိုခဲရင်းနော်ကုသိုလ်အလုပ်ကိုဖြစ်ဖို့ဆိုတာခဲရင်းပါတယ်လို့ပြောတာနော်ကိုယ်အတွက်လည်းအကျိုးမရှိဘူးနော်လောကီဓမ္မလောကုတ္တရာအကျိုးစီးပွားလည်းမရှိဘူးနော်ကိုယ်အတွက်လည်းအကျိုးစီးပွားမရှိဘူးဆိုရယ်မကောင်းမှုတွေကြရင်တော့လှုပ်လို့လွယ်တယ်နော်လွယ်တယ်သူအတ္တဒုနိသူကရာဏိနော်သူကရာဏိလွယ်တယ်နော်ကုသိုလ်အလုပ်ကြဟိတင်စတာဒုံစတော့ဖြစ်ပါတယ်အကျိုးစီးပွားလည်းရှိတယ်ကောင်းလည်းကောင်းတယ်အပြစ်လည်းကင်းတယ်ဒါပေမဲ့ပရမဒုက္ကရံနော်ခဲရင်ပါတယ်နော်အင်မတန်ကိုခဲရင်လည်းကောင်းမှုတစ်ခုဖြစ်ဖို့ကအကုသိုလ်သာလွယ်လွယ်လေးလုပ်တာနော်ကောင်းမှုကိုကုသိုလ်ဖြစ်ဖို့ကခဲရင်လည်းနော်အဲ့လိုပေါ့ကျမတို့ဆိုလေဆိုပါတော့စာဖတ်ဖို့ရှိရပေါ့နော်စာဒီတပတ်ဆိုရင်ဥမာပါရာဇိကံဆွေးနွေးဖို့ရှိတယ်နော်ဆိုရင်စာဖတ်သေးချာဖတ်ရမှာနော်စာသေးချာဖတ်မှာဒါမဲ့လေကိုရီးယားကောက်ကြည့်ကျင်စိတ်ကပိုများရနော်ဒီတပတ်လာတဲ့ကိုရီးယားကောက်ကိုနော်အရင်ကြည့်လိုက်မယ်ပေါ့နော်ပြီးမှအချိန်ပိုရင်စာဖတ်မယ်ပေါ့နော်ဒါကို့အဖြစ်ဆိုလို့ကျင်ကိုရီးယားကားကြည့်ဖို့နဲ့ဒီပါရာဇိကန်စာနဲ့နှစ်ခုဆိုရင်ဘယ်ဟာကောင်းလဲကောင်းတဲ့ဥစ္စာလုပ်ဖို့ခဲရင်တယ်နော်ဒီလိုအခုဒီတရားစာတွေဥဆောင်ပြီးဆွေးနွေးနေတဲ့လူကိုယ်တိုင်ပဲဒီလိုမျိုးအဖြစ်တွေဖြစ်ပါတယ်လို့ပြောတာပါနော်အဲ့ဒါကောင်းမှုကုသိုလ်တစ်ခုကိုနော်တေချာပြည့်ပြည့်မြောက်ဖြစ်ဖို့ဆိုတာတဲ့နော်တော့ရုံနဲ့မလွယ်ပါဘူးပေါ့နော်အဲ့လိုပြောချင်တာပါနော်အဲ့တော့တန်ခါဗီဒပရိတက္ကနဝတ္ထုနော်ကဲတိရဆိုတာတန်ခါဗေရပရိတက္ကနဝတ္ထုသူကရာဏိအာတာဒုနိအတနောအဟိတာနိစယံဝေဟိတင်စတာဒုံစတံဝေပရမဒုက္ကရံယာနိကာမာနိဂုံတိန်သေးနုအကျင့်အကုသိုလ်အလုပ်တို့သည်အာတာဒုနိလောကဓမ္မနှဝကျင့်ဝတ်ယွင်းချွတ်စိုးညက်အပြစ်စုပေါင်းမကောင်းကုန်သည်၎င်းအတနောအဟိတာနိစအပေရောက်ရန်လမ်းစဉ်မှန်၍ဧကန်တိတိမိမိအတွက်အကျိုးမရှိကုန်သည်၎င်းဟွန်တိဓမ္မသဘာဝဖြစ်နေကြကုန်၏တာဏိကမ္မာနိမကောင်းဆိုးဝါးစီးပွားယွင်းယုတ်ထိုအကုသိုလ်အလုပ်တို့ကိုသူကရာဏိအရေးတယူအလေးမူ၍လွယ်ကူထပ်ပြုလုပ်အပ်ကုန်၏ယံဂုံတိန်ပွားတို့အကျင့်ကုသိုလ်အလုပ်မျိုးသည်
သာဝေစင်စစ်ဧကအမှန်အားဖြင့်ဟိတင်စလူနတ်နိဗ္ဗာန်ရယံထင်ရှားလောကီလောကုတ္တရာအစည်းပွားသည်၎င်းတာဒုံစအပြစ်ကင်းလွတ်ကောင်းမြတ်သည်၎င်းဝေဧကံစေစစ်အမှန်အားဖြင့်ဟောတိဓမ္မတာဘောတဘာဝဖြစ်နေရပေ၏တံတုဂတိဘဝနိဗ္ဗာန်ရယံလမ်းမှန်လမ်းယိုထိုအလုတ်မျိုးကိုဝေစင်စစ်ဧကအမှန်အားဖြင့်ပရမဒုက္ကရံအလွန်အမင်းဆင်းရဲခဲကပ်ပြုလုပ်အပ်ပါပေ၏မြမပြန်အကုသိုလ်အလုပ်တို့သည်ကောင်းလဲမကောင်းကုန်မိမိအတွက်အကျိုးစီးပွားလည်းမရှိကုန်ယင်းအကုသိုလ်အလုပ်မျိုးတို့ကိုလွယ်ကူစွာပြုနေကြကုန်၏ကုသိုလ်အလုပ်မျိုးသည်ကတကယ်တမ်းအကျိုးစီးပွားလည်းရှိ၏ကောင်းလည်းကောင်း၏ယင်းကုသိုလ်အလုပ်များကိုမူပြုလုပ်ရန်အလွန်အမင်းခဲယဉ်းလှပေသည်လင်္ကာအပေလားကြောင့်မကောင်းဆိုးဝါစီးပွားမဲ့စေအလုတ်တွေကိုတွေးနေမရှိပြုလွယ်ပြီး၏ရရှိစီးပွားနိဗ္ဗာန်သွားရန်လမ်းစဉ်မှန်သည့်ကောင်းမွန်အလုတ်ပြုလုပ်ရန်မှာခဲယဉ်းပါ၏ကဲကာထာလေးဆိုရအောင်ကဲစပယ်ဆိုတံဃဗေဒပရိသကနဝိထုသူကရာနိအတ္တာဒုနိအတ္တနောအဟိတာနိစယံဝေဟိတင်စတာဒုံစတံဝေပရမဒုက္ကရံကြာပြီဆိုပါတံဃံဗေဒပရိတံဃဗေဒတံဃဗေဒပရိတကနဝတ္ထုတုကရာနိအတ္တဒုနိအတ္တနောအဟိတာနိစယံဝေဟိတင်စတာဒုံစတံဝေပရမဒုက္ကရံစုစုကဲသံဃဗေဒပရိတကနဝိတုသုကရာနိအတ္တာဒုနိအတ္တနောအဟိတာနိစယံဝေဟိတင်စတာဒုံစတံဝေပရမဒုက္ကရံတံဃဗေဒပရိတကနဝတ္ထုသုကရာနိအတ္တာဒုနိအတ္တနောအဟိတာနိစယံဝေဟိတင်စတာဒုံစတံဝေပရမဒုက္ကရံဩဒသာသနံတိရံတိရံဒိဋ္ဌိဒိဋ္ဌသာသနံတိရံဒိဋ္ဌိဩဒသာသနံတိရံဒိဋ္ဌိသာသာဓု